ဇလန်ရဲ့စမှာတော့ Iron Man တို့ကလူဆိုးရဲ့အဖွဲ့ကိုတွားရှာဖို့စဉ်းစားလိုက်ပါတယ်ပြီးတော့ Professor ကတို့ရဲ့နှစ်ယောက်ကိုတော့ခလုတ်လေးတစ်ခုပေးလိုက်ရပါတယ်အဲ့ခလုတ်ကိုနှိပ်တတ်မယ်ဆိုရင်တော့ Iron Man ဆိုကတို့ရဲ့ခန္ဓာကိုယ်လာကတ်မှာပဲဖြစ်ပါတယ်ပြီးတော့ Professor ကတော့လီမြန်စီးပြီးတို့ရဲ့စကန်ကိုတွားမှာပဲဖြစ်ပါတယ်ပြီးတော့ Professor ကလီမြန်စီးပြီးတွားပါတော့တယ်ပြီးတော့တို့စကန်ကိုရောက်လာပါတယ်ပြီးတော့ Professor ကတော့တိုက်ပွဲကိုစောင့်ကြည့်ပါပဲဖြစ်ပါတယ်ပြီးတော့တို့၃ယောက်လဲ Iron Man စုကိုဝတ်ပြီးစထွက်ပါတော့တယ်တို့နှစ်ယောက်ကတော့စကန်မှာနေခဲ့ပါပဲဖြစ်ပါတယ်ပြီးတော့လူဆိုးတစ်ယောက်ကရောက်လာပါတယ်ပြီးတော့တို့နှစ်ယောက်ကကားစီးအဲ့လူဆိုးတိုက်ပါတော့တယ်ပြီးတော့အုတ်ထုတ်ဆောင်လိုက်လူကလက်စစ်နဲ့တက်ဖို့လုပ်ပါတယ်ပြီးတော့လူဆိုးကလည်းသူ့ကိုပြချလိုက်ပါတယ်ပြီးတော့လူဆိုးကသူ့တက်မဲ့ချိန်မှာပဲသူ့လူတစ်ယောက်ကပြန်ရောက်လာပါတယ်ပြီးတော့အဲ့နေရာထောင်ချောက်ဖြစ်နေပါတယ်ပြီးတော့သူ့ဂျိုးနဲ့တုတ်လိုက်ပါတော့တယ်ပြီးတော့ဂျိုးတုတ်ပြီးပုံးကိုထောင်ထားလိုက်ပါတယ်ပြီးတော့ဒူးညောင်ကလည်းစတ်ဖက်လာခဲ့လိုက်ပါတယ်ပြီးတော့ဒရိုလန်အလဲမှာပဲလူတစ်ယောက်ကဒရိုရဲ့ကားကိုကင်ပေါက်လိုက်ပါတယ်အဲ့လူကတော့လူဆိုးတော့တစ်ယောက်ပဲဖြစ်နေပါတယ်ပြီးတော့ဒရိုလည်းဒရိုရဲ့ Iron Man အာမောင်ထုတ်လိုက်ပါတယ်ပြီးတော့အဲ့ချိန်မှာပဲဒရိုရဲ့ဘေးမှာဇွန်ဘီတွေဝိုင်းနေပါတော့တယ်ဟိုလူဆိုးအဲ့ဇွန်ဘီတွေကိုဆင့်ခေါ်လိုက်တာပဲဖြစ်ပါတယ်ပြီးတော့ဒရိုလည်းအဲ့ဇွန်ဘီတွေကိုလိုက်ချပါတော့တယ်ပြီးတော့ချနေရင်ပဲဇွန်ဘီကပြန်ထလာတော့ဒရိုလည်းနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ချိန်မှာလူဆိုးကပြန်ဝင်ထိုးပါတယ်ပြီးတော့တို့လည်းမခံပဲပြန်ချပါတယ်ဇွန်ဘီတွေကပြန်မတည်ပဲပြန်ထလာအကြောင်းတို့လည်းတိုင်ပတ်နေပါတယ်ပြီးတော့လူဆိုးကတို့ရဲ့ရင်ပင်းကိုညှစ်လိုက်ပါတယ်အဲ့ချိန်မှာပဲ Iron Man လူတစ်ယောက်ကပြန်ရောက်လာပါတယ်ပြီးတော့အဲ့ဇွန်ဘီတွေကိုရှင်းလိုက်ပါတယ်ပြီးတော့လူဆိုးကတက်ပစ်လိုက်ပါတယ်ပြီးတော့အဲ့ Iron Man ကပြန်ပြောလိုက်ပါတယ်စင့်ခေါ်တဲ့လူကိုတက်မှအဲ့ဇွန်ဘီကပျောက်မှာပဲဖြစ်ပါတယ်ပြီးတော့တို့လည်း okay လို့ပြောလိုက်ပါတယ်ပြီးတော့ခဏနေလေတို့နောက်စကန်အစ်စ်ကိုတွားတော့မှာပဲဖြစ်ပါတယ်ဒါကတော့ဘိုင်း3ဖြစ်ပါတယ်ဘိုင်း4ကိုလည်းပြန်မတည်မိတော့ပါမယ်